ပေါင်မုံကိုထောပတ်တို့စတော်ဘယ်ရီတို့တောက်စားရတာရိုးလာလို့ပူတင်းအနှစ်လေးလှုပ်စားပါမယ်ရှင်ပူတင်းအနှစ်လေးလှုပ်ဖို့ဆိုရင်ကြက်ဥတစ်လုံးနှုတ်မုံတစ်ထုပ်ပဲလိုပါတယ်ပထမဆုံးကြက်ဥတစ်လုံးနဲ့နွမ်းတို့တစ်ခွက်ထည့်ပါမယ်တကြားနှစ်စွန်းပြောင်းခေါ်မုံတစ်စွန်းနဲ့စားအနှဲငယ်တို့ထည့်ပြီးတော့တမအောင်မှွေပါမယ်အားလုံးတမသွားပြီဆိုမှမီးဖွင့်ပါမယ်မီးအေးလေးနဲ့ပြစ်လာတဲ့အထိဖြည်းဖြည်းချင်းမှွေပါမယ်ရှင်ဒီအနေထားလေးဆိုရင်ရပါပြီပူတင်းနှစ်လေးနဲ့စားဖို့အတွက်ပေါင်မုံကိုထောပတ်ဒါမှမဟုတ်စီရနှဲငယ်ထည့်ပြီးအပူပေးလိုက်ပါမယ်ပေါင်မုံလေးတွေကိုအနည်းတော့အရွယ်လေးတွေလှီးထားလိုက်ပါမယ်ပြီးရင်တော့ပူတင်းအနှစ်လေးစမ်းပေးလိုက်ပါမယ်ပူတင်းအနှစ်လေးကဆူဆူအီလေးနဲ့အရန်စားလို့ကောင်းတာမလို့လှုပ်စားကြည့်ကြပါရှင်